မင်္ဂလာပါချစ်တော်ညီကိုမောင်နှမတို့ဆာလနံပါတ်139အပိုင်းငယ်140ခွန်140ထဲမှာမောမလဲမီအကျွန်ုပ်အော်ဟစ်တတ်ပါ၏နှုတ်ကပတ်တော်ကိုမျော်လင့်လျက်နေပါ၏ပြာတိတ်တော်တို့ကိုဆင်ခြင်အောက်မေလိုသောငါညရံမလွန်မီအကျွန်ုပ်နှိုးတတ်ပါ၏မနဲ့မိုးမလဲမိမှာဘုရားသခင်ကိုအော်ဟစ်တတ်တယ်ဆိုဘုရားသခင်ကိုအော်ဟစ်တယ်ဆိုတော့ဘုရားကိုဆုတောင်းတာတနေ့တာလုံးကိုရောပို့ဆောင်ပါတနေ့တာလုံးကိုရောလမ်းပြပါကိုရောဘုရားလက်တို့ထဲမှာအသက်တာကိုစက္ကတ်တယ်လို့ကိုရောကိုအော်ဟစ်တာဖြစ်ပါတယ်ကိုရောကိုဆုတောင်းတယ်ကိုရောဘုရားကိုနှိုး၍ကိုရောဘုရားကိုခို၍ဖယားသခင်စီကနှုတ်ကပတ်တော်ကိုမျော်လင့်လျက်နေပါ၏တဲ့နှုတ်ကပတ်တော်ဆိုတာကအလင်းဖြစ်တယ်ထိုနှုတ်ကပတ်တော်ထဲမှာဝမ်းမြောက်ခြင်းရှိတယ်ကြမ်းမာခြင်းရှိတယ်ငြိမ်သက်ခြင်းရှိတယ်လွတ်မြောက်ခြင်းရှိတယ်တဲ့အဲ့ဒီနှုတ်ကပတ်တော်ကိုမျော်လင့်နေမိတ်ဆွေတင်းကကောထိုနှုတ်ကပတ်တော်ကိုမျော်လင့်ရဲ့လားနော်ကိုရောပို့ဆောင်ပေးတဲ့တာယာတဲ့နာနဲ့တစ်တာယာတဲ့နာနဲ့ခင်ကိုရောက်တဲ့အခါမှာကိုရောဒီနေ့ပို့ဆောင်ပါကိုရောဒီနေ့လည်းအောပွေတော့အမှုကိုတွန်းတင်ပါမိကြောင်းနှုတ်ကပတ်တော်ကိုမျောလင့်တော်သူဖြစ်ရဲ့လားဒီနေ့အောင်မြင်ခြင်းကိုမျောလင့်တော်သူဖြစ်ဖို့လိုတယ်နော်တချို့ကမနဲ့မော်လင်ပီဒီနေ့လည်းတာပဲရင်ဆိုင်ရအောင်မလားတာပဲဂျုံတွေ့နေရအောင်မှာပါဆိုပြမစိတ်ညစ်ပြီးနှုတ်ထားတဲ့သူတွေဒီနေ့ကျွန်တော်ပြောပြချင်ပါတယ်နှုတ်ကပတ်တော်ကိုမျောလင့်ဖို့လိုပါတယ်နှုတ်ကပတ်တော်ကျွန်တော်ရဲ့အောင်မြင်ခြင်းပါကျွန်တော်အောင်မြင်ရမယ်နော်မနေ့ကတွေ့ခဲ့တဲ့စူပါဗိုက်ဆာရဲ့မျက်နှာကိုပဲဒီမနေ့လည်းတွေ့ရအောင်မယ်ဆိုတဲ့မျောလင့်ခြင်းနဲ့တော့ရင်ထုံမျောလင့်ခြင်းပဲရှိမှာပါရမှာပါအဲ့ဒါကြောင့်ဒီနေ့ယုံကြည်သူများမနေ့မော်လနိုးထားတဲ့အခါမှာကိုရောကိုခေါ်ပါအော်ဟစ်ပါကိုရောဒီနေ့ကိုရောနှုတ်ကပတ်တော်တီးဟုသောအောင်မြင်ခြင်းမျောလင့်ပါ၏ဒီနေ့ကိုရောနှုတ်ကပတ်တော်တီးဟုသောကြမ်းမာခြင်းလိုအပ်ပါ၏ကိုရောမဆပါလို့အော်ဟစ်တတ်တော်သူဖြစ်ဖို့လိုတယ်မနေ့မိုးမလဲမီတဲ့နော်မိုးမလဲမီနေမြင့်မှထားတာမျိုးမဟုတ်ပဲနဲ့ဒီနေ့ကျွန်တော်တို့မနေ့မော်လင်းတဲ့အခါမှာကိုရောကိုခေါ်တတ်တော်သူအော်ဟစ်တတ်တော်သူဖြစ်လျက်နှုတ်ကပတ်တော်ကိုမျောလင့်တော်သူဖြစ်ဖို့လိုတယ်နှုတ်ကပတ်တော်ဆိုတာကျွန်တော်တွေကြမှာချင်းအောင်မြင်ခြင်းဝမ်းမြောက်ခြင်းညီတဲ့ခြင်းဖြစ်သောကြောင့်ထုံနှုတ်ကပတ်တော်မျောလင့်တော်သူထာဝရဘုရားကိုမျောလင့်တော်သူတော့ဒီအားပြကြလိမ့်မယ်မနေ့ညကကျွန်တော်တို့မနေ့ကအစင်မပြေတာတွေမနေ့ကခက်ခဲတာတွေပြဿနာတွေအားလုံးဒီမနေ့မော်လနိုးထလာတဲ့အခါမှာကိုရောကိုပြောပြရကိုရောကိုအော်ဟစ်တဲ့အခါမှာထိုနှုတ်ကပတ်တော်မျောလင့်ခြင်းရဲ့ရောင်ချီသည်ကျွန်ုပ်တို့ကိုဝမ်းမြောက်ခြင်းညီတဲ့ခြင်းပေးမှာဖြစ်ပါတယ်ဒါကြောင့်နှုတ်ကပတ်တော်ကိုမျောလင့်ဖို့လိုတယ်နော်နှုတ်ကပတ်တော်မျောလင့်ရုံမကပဲနဲ့ဗျာတိတ်သူတို့ကိုဆင်ခြင်အောက်မိတ်လိုတော့ငါညအရန်မလုံးမီအကျွန်ုပ်နှောတတ်ပါ၏တိတ်ကောင်းပါတယ်ဗျာတိတ်သူတို့ကိုဆင်ခြင်အောက်မိတ်လိုတော့ဟာတဲ့နှုတ်ကပတ်တော်ကိုသူဆင်ခြင်လိုတဲ့အတွက်ကြောင့်ညရန်မလုံးမီမနဲ့မိုးမလဲမီနိုးတတ်ပါ၏တဲ့အိုးထာဝရဘုရားဂယုဏတော်ရှိတဲ့အတိုင်းအကျွန်ုပ်စကားကိုနားထောင်တော်မူပါစီရင်တော်မူချက်နဲ့အညီအညွတ်အကျွန်ုပ်ကိုအသက်ဆင်စေတော်မူပါတဲ့မကောင်းသောအကြံစီနဲ့ကျင်လေတော်သူတို့သည်အနီးသို့ချင်းကကြပါ၏သူတို့သည်ကိုရောဤတရားနဲ့ဝဲကြပါ၏ကဲဒီနေ့ကျွန်တော်တို့ရဲ့အသက်တာတနေ့တာလုံးကိုရောလက်တော်ထဲကိုစက္ကအနန္တတော်သူကိုရောနဲ့အတူရှိခြင်းကိုခံစားယုံမကပဲနဲ့ကိုရောနဲ့အတူရှိခြင်းကျွန်တော်တို့နဲ့အတူရှိခြင်းကိုအတိမပြု၍ပွိဖက်ပြမှာဆောက်လန်းတော်သူဖြစ်ပေါ်လိုတယ်ဒါကြောင့်မလို့ညီကိုမောင်နှမများဒီနေ့တင်းရဘဝမှာ၆ခန်းနေတဲ့အရာတွေတင်းရဘဝမှာအစင်မပြေခြင်းတွေတင်းရဘဝမှာငြိမ်သက်ခြင်းလိုအပ်နေတာတွေအားလုံးကိုရောရဲ့နှုတ်ကပတ်တော်မျှော်လင့်ခြင်းအားဖြင့်လုံးဝပြည့်စုံသွားမှာဖြစ်ပါတယ်ထိုကဲ့သို့တင်မျှော်လင့်လာတဲ့အခါမှာကိုရောဒီတင့်ကိုတာယာတော်မျက်နာကိုပဲပို့ဆောင်မှာဖြစ်တယ်စင်လန်တော်ကျက်စားရရမှာပဲနေရာချမှာဖြစ်တယ်တနေ့ပြီးတနေ့ဆောက်လာနဲ့တနေ့ပြီးတနေ့ဖြတ်တန်းတဲ့အခါမှာမငြိမ်မသက်ချက်မပျော်ရွှင်ခြင်းတွေနဲ့
ဖြတ်တန်းခဲ့တဲ့အချိန်ကာတွေကုံဆုံးခဲ့တဲ့အချိန်ကာတွေမနှဲတော့ပါလားထိုအရာတွေကိုဒီနေ့ထားခဲ့နိုင်ဖို့အလုံးကနန်းနဲ့တရောက်တိုင်းမနဲ့မောမလဲမီကိုရောကိုအော်ဟစ်တတော်သူဆုတောင်းတတော်သူဖြစ်ဖို့လိုပါတယ်ကိုရောကိုဆုတောင်းတော်သူဖြစ်ဖို့လိုတယ်အသက်တာကိုဆက်ကပ်ဖို့လိုတယ်နန်းနဲ့တနေ့တကိုကိုရောရဲ့နာမနဲ့အစပြုဖို့လိုတယ်အချော့တော်သူများကမနဲ့မောလင်းရင်တီတိုင်းပဲထားတယ်ပါမျိုးလဲချက်မှ